Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ပေါ့နော်အသက်ကြီးကိုသွားရမိသားစုအကြောင်းတင်ဆက်ပေးတာမှာဖြစ်ပါတယ်ရှင်အဲ့ဒါဆိုရင် video လေးကိုအစောတိကြည့်ပေးကြပါဦးရှင် Let's go Hello မမရေတော့အသက်ကြီးကိုသွားတော့မှာလား သွားတော့မှာသမီးရဲ့လာသွားမင်းကဲသွားမင်းဆိုတော့မမီနဲ့ဖေဖေကိုရှင်သွားပြောလာအောင်မင်း ဟုတ်မမအဲ့ဆိုရင်သွားကြမင်းဖေဖေနဲ့မမေရေအသက်ကြီးကိုသွားတော့မှာလားသွားတော့မှာပေါ့သမီးရဲ့ခဏလေးနော်အခုကနည်းနည်းနေပူချိန်လေးရှိသေးလို့ဟုတ်ကဲ့မမေဟုတ်အဲ့ဆိုဒါမေဖေဖေတားရပေါ့အဆိုလေအခုကဆိုတော့ဖေဖေတို့တွေအသက်ကြီးကိုတားမှာဆိုတော့သမီးလေးအကောင်လိုက်ခဲ့နော်ညီမလေးနဲ့တူတူလိုက်ခဲ့နော်ဟုတ်ကဲ့ဖေဖေတားမေအသက်ကြီးကိုသွားချင်လာပြီဖေဖေလိုက်ပို့မယ်နော်သမီးလေးလာတော့ကြမယ် ယေကဲကားပေါ်အားလုံးတက်ကြနော်လာဖေဖေတို့သွားကြရမယ်ဟဲ့သမီးတို့လှဒီမှာမမလက်ဆွဲထားတယ်ဟောဒီမှာလာငါတို့သွားကြမယ်ဟဲ့နေဟွာလေးကိုကြတော့မှာပဲဒီဆိုလိုက်လာခဲ့တော့နော်အားလုံးโอเคနော်အစင်သစ်ဖြစ်ပြီလားအားလုံးဟုတ်ဖေဖေဖြစ်ပါပြီဖေဖေမအဲ့ဆိုဖေဖေတက်တော့မင်းတမင်းမင်းလို့ပါရှင်ဒီဟာလေးကကြတော့ ID လေးနဲ့ပေါ့နော်တဲ့နော် ID လေးနဲ့ပါဆိုတော့ဒီလေးလေးပြမယ်ပေါ့နော်ဒီ video လေးကကြတော့ညီမလေးနဲ့ရိုက်ထားပေါ့နော်ဒီမှာအတန်ကြီးပဲပြောချင်လို့ပါနားလေးပေးကြပါရှင်ဆိုတော့ဒီမှာပေါ့နော် ID လေးကျမရေးနေပါပြီရှင် ID ကတော့အမှကျမပြထားပါတယ် ID လို့ပြောပါနဲ့နော်အဲ့ဗီဒီယိုအစောတိတခြားကြည့်ပေးကြပါလို့ကျမ ID ပေးပါတယ်နော်ဒီမှာဒါကြ Purple House ပေါ့နော်လုံးဝကျမတခါလေးသွားဖို့ရချင်တယ်အဲ့ house လေးပေါ့နော်ဆိုတော့ဒါပါမယ် wow ဒါကြတော့ ID 2နဲ့လောက်ထားပါသွားမယ်ဟာသမီးတို့လိုက်ခဲ့လေဟုတ်ဖေဖေသွားချင်လာပြီမမဟိုမှာလေးသမီးရဟိုမှာဝါမိုက်တယ်မိုက်တယ်အဲ့ဆိုတော့ကြမယ်ကဲဒီမှာဝါတော်မိုက်တာပဲဖေဖေအပေါ်ရဲပါလားပါတာပေါ့သမီးရဲ့သမီးနဲ့မမအပေါ်တက်မှနေမယ်ရတယ်ဖေဖေတို့ကအောက်ထပ်မှာနေမယ်လေအောက်ထပ်မှာဂရင်းတော့မရှိဘူးသမီးရဲ့အပေါ်ထဲမှာပဲအလုံးအိတ်ကြမှာမဟုတ်ဘူးဖေဖေရဲ့သမီးကအောက်ထပ်အပေါ်ထဲမှာကစားမေပြောတာပြီးအဲ့ဆိုရင်မင်းတို့ညီမနှင်းကြအခုသမီးတို့ကသွားပြီးဆော့နေအောင်နော်ဖေဖေနဲ့မေမေကအခုအပန်းဖြေတာမနော်မမတို့ဒီကအပေါ်တက်မှာသွားကြမင်းအပေါ်ကသွားကြမင်းကဲသွားမင်းသွားကြမယ်ဒါညီမလေးဆော့ဖို့အတွက်ဒီမှာဆော့နော်ဒီမှာဘောလုံးနေလည်းအများကြီးပဲညီမလေးလည်းအိတ်လို့ရတယ်လေဆိုဒီမလေးတို့ကတော့နည်းနည်းသေးပါညီမလေးဒီမှာအိမ်မှာလားဒါမှမဟုတ်ဒီကလေးဟွာလေးမှာအိမ်မှာလားအိမ်မှာဟုတ်တယ်အဲ့ဆိုရင်အိမ်နော်မမနဲ့ညီမလေးမုတ်စားကြမှာစားကြမလားမစားဘူးသမီးကရေကူးကျင်တယ်ရေကူးကန်ဟိုအောက်ထက်မှာရှိရဲ့ညီမလေးခဏလေးစောင့်တော့မမကဆန်မုတ်စားလာအောင်မင်းတော့ကြားလားဆန်မုတ်လေးကောင်းလိုက်တာညီမလေးမစားဘူးလားဘာလို့တော့သမီးကမကြောက်လို့ပါပြောမမရေကူးကန်တော့ကြမယ်လေသားမလားသားမယ်သားမယ်ရေ let's go ဒီအိမ်ကအရမ်းမိုက်တယ်နော်ညီမလေးဒီဘက်မှာဆိုရင်မမတို့ရဲ့ရေချိုးကအိမ်သားရှိတယ်ဒီမှာကျအရမ်းမိုက်တာဒီမှာဒီထဲမှာမမတို့ကကူးပြီးတော့စိမ်းခံပြီးတော့ရေချိုးရမှာညီမလေးတိလားကြိုက်လားညီမလေးကြိုက်တယ်အဲ့ဆိုရင်မမတို့အောက်ထပ်ဆင်းကြမယ်ယေသားမယ်ညီမလေးသားမယ်ဟိုမှာမီးတက်ကားလည်းရှိရဲ့ညီမလေးရမ်းမိုက်တာပဲဒီမှာကြည့် oh my god ဒီမှာလာညီမလေးလာညီမလေးဒီအောက်မှာထိုင်မမအရမ်းမိုက်တာပဲနော်ဟုတ်တယ်အရမ်းမိုက်တာပဲညီမလေးတော့စိတ်လို့ကောင်းလားကောင်းတယ်မိုက်တယ်နော်ညီမလေးဟုတ်တယ်ငါ့ကြောင့်ရင်သမီးဒီမှာပဲနေကောင်းမယ်အမဒီမှာပဲနေရပါတော့မအရင်တော့အိမ်မှာတော့မတို့အရင်အများကြီးရှိရလေဟဲ့ဟိုမှာကစားခွင့်ရှိရဲ့မမသမီးကစားခွင့်မှာကစားချင်တယ်ပြီးတော့အဲ့ဆိုမမလေးပို့မယ်လေလာသွားမယ် let's go let's go တာမင်းမတို့ဒီဘောကနေခုံပြန်ကြော်လွားလုပ်ပြီးသွားလိုက်မယ်မလေးဟဲ့ညီမလေးကိုမချီမယ်နော်okay မလေးဟဲ့
မလေးဟင်ငါချက်ပတ်လေးနဲ့ပဲသွားလိုက်မယ်ကဲညီမလေးရောက်ပြီအေးစိတ်ကစားကြမယ်နော်လာအမရီဒီအခုဘိန်းကိုခုံမယ်လာခုံမယ်1 2 3 yay yay မိုက်တယ်နော်ညီမလေး ဟုတ်တယ်မိုက်တယ်เย้ yay မမတမီရှော့ရှိကျင်တယ် အေးအဲ့ဆိုရှိကြမလေဒီတစ်ခါအမ challenge တစ်ခုခေါ်မယ်ဗာလဲဆိုတော့ဒီမှာဒီဘောလုံးကိုလုံးဝမထိစေနဲ့နော်အမရီအဲ့တော့ဘသူကမထိလဲဘသူကထိလဲဆိုတော့အမတို့တူလောက်ကြမယ်တမင်တင်နာလိကဟဲဟီဘာဖြစ်ပါဦးညီမလေးနာသွားသိလားရတယ် အိုးမိုက်တယ်ယေးဒီကနော်မမဟုတ်တယ်တမင်ဆိုတော့မမတို့ဒီအကြီးစီကြမလားစီမယ် Okay အမတို့အရှိအမြင့်ဆုံးနဲ့စီးလို့လည်းရတယ်ညီမလေးအမြင့်ဆုံးလေးနဲ့စီးကြင်ဘူးမမ Okay အဲ့အနိုင်ဆုံးလေးနဲ့စီးမယ်နော်ခဏလေးမလေးဟဲ့အမလေးခဏလေးမဒီခလုတ်လေးကိုခဏဖွင့်လိုက်မယ်နော်ဒီမှာဘာလို့လဲဆိုတော့ဒီမှာထိုင်လို့မရပါဘူးရှင်ဆိုခဏလေးစောင်းတော့မမတို့မလေးအေးစစ်ပေါ်တယ်ငါလက်မမြန်လားမြောင်းဟေးမြောင်း သမီးတဲနဲ့ဆော့မယ် အဲ့ဆိုဒါမရှိတော့ဘူးလား စီးတော့ဘူးဒါကြီးဟာစီးလို့မှမရတာ ဟုတ်သားပဲဒီမှာဟိုဟာကြီးလေအဲ့ဒါမတို့ကဒီမှာအရှင်ရောလိုက်မယ်နားနော်မအရှင်ရောလိုက်ပြီးဆိုတော့ဒီမှာဒီဘောလုံးကြီးကပျောက်လို့လေရတယ်မကြည့် Oh my god မိုက်တယ်အဲ့ဆိုမတို့လောဒီမှာရှော့စီးလို့ရညီမလေးမိုက်တယ်ဝေါပြန်တော့မမဟိုဟာကြီးစီးလို့မရတော့ဘူးလား စီးလို့ရတယ်ဒါပေမဲ့အမတို့နည်းနည်းလေးတော့ကြာမယ်ထင်တယ်အမဒီပုံမတက်တော့လို့ညီမလေးလည်းမတက်ဘူးမလားမတက်ဘူးမမအဲ့ဆိုရင်မမတို့ဒီမှာမမတို့ဒီအိမ်စီကနေအိမ်ကိုပြန်သွားကြမယ်လေကစားခွင့်ကနီးလေးဆိုအမတို့အိမ်စီကစားလို့ရတယ်အမတို့ရှောက်ပတ်ကြည့်ကြမယ်နော်သွားကြမယ်အေးအဆတာမယ် let's go yay ရမ်းမိုက်တာပဲနော်အမတို့ကိန်းမောက်စားမှာညီမလေးကိန်းမောက်စားကြင်ဘာပဲကြီးတောက်ချင်တယ်ဒီမှာဘာပဲတီးမရှိအောင်လားမသိပါဘူးညီမလေးဘာပဲတီးကချောင်းဆိုးရညီမလေးရလားအမတို့ကိန်းမောက်ပဲသွားစားကြမယ်စားမယ်ပြီးဒီမှာကိန်းမုတ်ဆိုင်ဖေကမပူပေးလိုက်တယ်လေမမအဲ့ဒါဒီမှာလေးတဝက်မတဝက်ဆိုတော့ဟိုကပေးလိုက်တယ်2000ပေးလိုက်တယ်တစ်ယောက်1000စီလာညီမလေးငါတို့စားကြမယ်ညီမလေးဘာကိတ်ကြိုက်တော့ strawberry cake chocolate cake sakura cake ကြိုက်တဲ့ဟာတွေsakura cake စားမယ် sakura cake လား okay sakura မျိုးကြီးထဲမှာ sakura cake ကကြနာမည်ကြီးရဆိုမိုက်တာပေါ့အမကြီး sakura cake လေးရဲ chocolate cake လေးရေးပေးပါနော်အမက chocolate cake မှာလေးမယ်နော်အမဘာလို့လဲဆိုတော့ဒီမလေးနဲ့အရသာမတူအောင်စားမလို့နော် okay နော်okay ဝယ်လိုက်မယ်ဆိုတော့ဒီမလေးက sakura cake okay မမက chocolate cake မမီနဲ့ဖေဘုတ်ကမမီက cheese ကြိုက်တယ်ဖေက strawberry ကြိုက်တယ်အဲ့တော့ cheese cake နဲ့strawberry cake ဝယ်လိုက်ပြီကဲဆိုသားမယ်အမတို့ပန်းနေလေရောင်းနေညီမလေးရဲ့အမတို့ငွေကတော့နည်းနည်းပဲကုန်သေးပါကိန်းမောက်ကအဲ့လိုစီစီမကြည့်ဘူးညီမလေးရဲ့မမသမီးအဲ့ဒါကြီးပတ်ချင်တယ်ဒါလားဝင်ကပါညီမလေးကသွားမယ်အဲ့ဆိုရင်ညီမလေးနဲ့မမနဲ့စော့ကြမယ်ညီမလေးကသွားအမကလိုက်ရှာမယ်ညီမလေးကပေါ့ဟုတ်ကဲ့မမ okay သားမယ် let's goမမဘယ်ရောက်နေတော့မသိဘူးဒီနားမှာပဲငါနေအောင်မေးအချင်းဒါဒီခဏလေးနေအောင်တော့အဲ့မှာတူပုံနဲ့ကစားမှာဆိုတော့ညီမလေးအဲ့လောက်ကြီးလဲမျက်စိဖွင့်ပြီးတော့မကြည့်အောင်နော်ကြားလားကြားတယ် okay အဲ့ဆိုငါပုံတော့မယ်နော်နင်ပြီးနော်လိုက်ရှာမယ်ဆိုရင်ပြောတော့အမလေးဒီနားကြီးကတူတိလောက်တယ်ဆိုတော့ငါဒီနားမှာပုံမယ်တူပြီလားတူပြီမလေးနော်အေးလိုက်ရှာလိုက်ပြီငါလိုက်ရှာမယ်မမဘယ်ရောက်ပါလဲငါဦးတယ်မမခီတာလေးတွေ့ပါလားမမဘယ်ရောက်ပါလဲဒီမှာလည်းမသိဘူးမမဦးတယ်ပြီ
ဟုတ်တယ်ပြီယေနင်ကအပုံရှာရတော့တာပဲဟဲဒီလောက်ပေါ့ဟဲမမလည်းရှာတော့တမီးကလည်းရှာတော့ပေါ့ဟဲဆိုတော့မမီတို့အတွက်ကလည်းပန်းလေးလည်းဝယ်အောင်မင်းဟုတ်တယ်နော်ဒီလိုမျိုး video လေးတွေကိုကြည့်ချင်နေဆိုရင်နော် like and subscribe လေးနဲ့ follow လေးလုပ်ခဲ့ပေးကြပါဦးရှင်ကျွန်မအရန်ကိုအသေးကို view လေးကြာနေပါတယ်လို့ short မှာ view လေးအရန်ကြာမမရေးပြသွားမလို့တော့ဖေဖေစီသွားလို့ညီမလေးကဲဒီလိုမျိုးပုံမြင်လေးတွေကိုကျွန်မကစက်တိုက်တင်မှာမို့လို့ subscribe လေးနှိပ်ခဲ့ပေးကြပါအောင်ရှင်အားလုံးပဲဘိုင်နောက်ပြီးတော့အတစ်တွေမှာတွေ့ကြပါမယ်အားလုံးပဲဘိုင်